ဗီနီဇွဲလားအရေးထိန်းဆောင်ရွက်ရန်ထိုင်းတောင်းဆိုလိုက်တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဗီနီဇွဲလားနိုင်ငံရှိအခြေအနေများကိုအနီးကပ်စောင့်ကြည့်လျက်ရှိပြီးပတ်သက်ဆက်နွယ်နေသူများအားလုံးအနေဖြင့်ကုလသမဂ္ဂပြည်ညင်စာတမ်းနှင့်နိုင်ငံတကာဥပဒေများကိုအပြည့်အဝလေးစားလိုက်နာလျက်ပဏိပခကိုငြိမ်းချမ်းစွာဖြေရှင်းကြရန်ထိုင်းနိုင်ငံကတိုက်တွန်းလိုက်သည်အမေရိကန်နှင့်ဗီနီဇွဲလားနိုင်ငံတို့အကြားမကြာသေးမီကဖြစ်ပွားခဲ့သောတင်းမာမှုများမြင့်တက်လာခြင်းနှင့်ဇန်နဝါရီ3ရက်ဖြစ်ရများအပေါ်ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကယနေ့တွင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်အခြေအနေများပုံမိုးဆိုးရွားမလာစေရန်အသက်နိုင်ဆုံးထိမ့်သိမ်းဆောင်ရွက်ကြရန်နှင့်ရသားများအားအကာအကွယ်ပေးရေးနှင့်ဗီနီဇွဲလားပြည်သူတို့၏စံသားကိုလေးစားလိုက်နာရေးတို့ကိုဦးစားပေးဆောင်ရွက်ရန်လည်းထုတ်ပြန်ချက်တွင်တိုက်တွန်းထားပါသည်ပီရူးနိုင်ငံလီမာမြို့အခြေစိုက်ဗီနီဇွဲလားဆိုင်ရာထိုင်းတော်ဝင်တန်ယုံကဗီနီဇွဲလားရောက်ထိုင်းနိုင်ငံများနှင့်နီးကပ်စွာဆက်သွယ်ဆောင်ရွက်လျက်ရှိပြီးလိုအပ်သောအကူအညီများပေးအပ်ရန်အသင့်ရှိကြောင်းထုတ်ပြန်ချက်ကဆိုသည်ထို့ပြင်ထိုင်းနိုင်ငံသားများအားလက်ရှိအခြေအနေကိုတေချာစွာအကဲဖြတ်ရန်နှင့်လက်ရှိတွင်ရင်းဒေတာသို့မဖြစ်မနေတွားရောက်ရမည်ခရီးများမဟုတ်ပါကပြန်လည်စဉ်းစားသုံးသပ်ရန်ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကအကြံပြုတိုက်တွန်းထားပါသည်ဇန်နဝါရီ2ရက်ညပိုင်းကဗီနီဇွဲလားမြို့တော်ကာရကတ်အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုများအပြီးဇန်နဝါရီ3ရက်တွင်ဗီနီဇွဲလားအာဏာရှင်သမ္မတမာဒူရိုနှင့်ဇနီးကိုဖမ်းဆီးနိုင်ခဲ့ပြီးဟုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာခဲ့ပါတယ်။